တဆယ်မြင်းဆောင်ထားနဲ့3မြင်းဆောင်ထားဆိုပြီးပြောနေကြလို့ကြည့်လိုက်တာစောင်းပေါက်ရှေ့မှာကွေးနေအောင်ကတာကိုမြင်တွေ့နိုင်ပါတယ်။စောင်းပေါက်ကိုချိကြလို့လည်းချိန်ပြည့်နေရတာကအတန်ကုန်ဖွင့်နေကြလို့ပိတ်ပင်တာမြစ်တာမျိုးတွေတောင်ရှိပါတယ်။နိုင်ကြီးမခံနိုင်လို့သွားပြောမိရင်ဘာပြန်ပြောမလဲဆိုတာတော့ကျွန်တော်လည်းမသိပါဘူး။သိရင်ခေါင်းမမှာပြောပြပေးသွားနိုင်ပါတယ်။ကျွန်တော်ကြော်ညာလေးတစ်ဖြက်ဝင်ချင်ပါတယ်။ Mobile Legends PUBG Mobile Free Fire COC ဂိမ်းတွေပါဝင်ဂိမ်းမျိုးစားများစွာရဲ့ item တွေကိုတနေရာထဲမှာစုပ်ဆုံးလေးလင်းကိုယ်တိုင်ဝယ်ယူလို့ရနေပါပြီ။ RGE ဆိုတဲ့ application ဒါမှမဟုတ် website တစ်ခုရှိုံနဲ့ချိန်မျိုးညတကောင်ရန်တရင်တို့အိတ်ချင်မှုတူနဲ့ထားဝယ်ရင်တော့ရပါတယ်။ဒီလထဲမှာပဲမကြခင် Play Store ပေါ်ကိုရောက်ရှိလာတော့မှဖြစ်လို့အခုကတည်းကအသုံးပြုချင်နေပြီဆိုရင် comment ချထားခဲ့နိုင်ပါတယ်ကျွန်တော်စီမှာလည်းလာမေးလို့ရတယ်လို့ RGE Telegram Channel နဲ့ website ကို link ချထားပေးမှာပါဆိုတော့ UC တွေ diamond တွေကိုဈေးထဲမှာချင်းအောင်ဆွဲပြီးသွားဝယ်စရာမလိုတော့အောင်အခုပဲ RGE application ကို download ထားလိုက်ပါတော့လို့ပြောချင်ပါတယ်အကြိုက်ဆိုတဲ့ကောင်လေးတွေလည်းပေါ်သလိုရန်ဖြစ်ရတာကိုအထာကျတယ်ထင်ပြီးကနေရင်းနဲ့ခြေထောက်တက်နင်းမိရင်တော့ဘာဟင်းနဲ့စားလေလို့မင်းနေသူတွေကိုလည်းတွေ့နိုင်ပါသေးတယ်တင်းကြံလိုကာလတွေမှာရန်ညိုးတွေရှိရင်လည်းဆိုင်ငယ်အုပ်ထုတ်ဆောင်ပြီးထမင်းခေါ်ကျွေးနေလို့တကယ်စားမဲ့သူနဲ့တွေ့ရင်ခါးကြားထဲကထုတ်ပြီးပြစ်တတ်ပါသေးတယ်ရေတနက်နဲ့ကိုပြောတာပါလူတက်ရဲမှတတိရှိတယ်လို့ထင်တတ်ကြတဲ့သူတွေရှိသလိုရန်ပွဲဆိုတာနဲ့ခုတ်မယ်ဆိုပြီးပြောနေကြသူတွေလည်းရှိပါသေးတယ်ခုတ်ရတာကိုသဘောကျမယ်ဆိုရင်ခုတ်လိုက်ပါစပင်ကေလို့အကြံပေးစကားပြောချင်ပါတယ်စောက်ပေါက်ရှိမှကားကြတော့မယ်ဆိုရင်တော့ပြတူညီဝတ်စုံတွေဝတ်ကြတာရှိသလိုကဘာကြီးကိုကဲမတင်မဲလာကနေတဲ့ပါဝါရင်းညတွေလည်းရှိပါသေးတယ်အဖွဲ့တွေကလည်းများလို့စရင်မပြုစုထားလို့ကျွန်တော်လည်းမသိပါဘူးသိရင်ခေါင်းမမှာပြောပြပေးသွားနိုင်ပါတယ်နောက်ထပ်ဒီလိုဗီဒီယိုတွေကိုမျက်စိနောက်အောင်တင်ဆက်ပေးအောင်မှဖြစ်လို့လိုအပ်ရင်ဘလော့ထားဖို့ကိုလည်းတိုက်တွန်းလိုက်ပါတယ်